နီးဆက်လက်မမေစီမှာစိတ်ရဲ့သုံးစည်းအညီနဲ့ရှင်းပြပြီးကြီးစဉ်လေးတစ်ခုကိုတောင်းယူခဲ့တောင်ကုန်းလေးပေါ်မှာတည်ရှိနေတဲ့မြို့ကလေးလို့ပြောမဲ့အစားတောင်ကုန်းလေးပေါ်မှာဖူးဖွင့်နေတဲ့မြို့ကလေးလို့ပြောကြရအောင်ပါနေလုံးနီရေခိုထူးကျေးဇူးတင်ပါတယ်ပန်းမီဝတ်ထားတဲ့နှင်းကိုမင်းချွတ်ချလိုက်တဘာဝရေကိုယ်ရဲ့လက်လာကိုအချင်းသားကိုမြင်တွေ့ပြရတယ်ဒီနေရာလေးရတယ်ခေတော့ကြပြာကြီးကိုမကောင်းပါဘူးဘာမှမလီးပဲဝိနတ်လူတွေကိုတာဒီချီကြီးကိုကောင်းပါလေကဲကိုရာဇဝင်အတွက်တော့တရားပြစ်ဆိုတဲ့အခန်းကြီးမပါလဲဖြစ်တယ်ဘူရောပတိုက်ကြီးမပါလဲဖြစ်တယ်ပန်းဝင်းနေညီအောင်ကြီးမပါလဲဖြစ်တယ်မြို့ကလေးမင်းကတော့မပါလို့ဖြစ်ပါဘူးဒါပေမဲ့မေမေရဲ့မြို့ကလေးဟာသူ့လှတာကိုသူမသိနေရင်သူဟာဒီတဲ့ပုံစနေမှာပဲသူ့ထံမှာသားပြောပါဒါပေမဲ့မေမေရဲ့လေကောင်းလေသန်းတွေပန်းပြင်းတွေတိမ်တွေတောင်ကုန်းမြင့်မြင့်တွေမြင်းဆက်တူနဲ့မြို့ကလေးကိုငကိုရီတိုက်ထားပြီးသားပြက်အဲ့ဒီကပေါ့မေမေရဲ့မနဲ့စောစောကြီးမြို့ကလေးပေါ်ကိုချယ်ဒီပန်းတွေအာဘတရချွေချအပြင်ဘက်ကမြောက်ထိုင်ကုန်လေးပေါ်ပါမိမိသားရဲ့နှလုံးသားနဲ့မိုးရီတွေရွှေမောင်သိန်းစုံ1989